မလေးတိုင်းဒေသကြီးပသိမ်ကြီးမြို့နယ်တွင်မှတည်ရှိပြီးသမိုင်းအစဉ်အလာကြီးမားလာတဲ့ရွှေစာရန်စေတီတော်မြတ်ကြီးရဲ့သမိုင်းကြောင်းနဲ့ဖျားပွဲတော်ကြောင်းကို Explore မြန်မာ Channel မှနေပြီးတော့ documentary အနေနဲ့ရိုက်ကူးတင်ဆက်လိုက်ရပါတယ်မြန်မာနိုင်ငံရဲ့ယဉ်ကျေးမှုမွေးနေ့တွေစုဝေးရာမန္တလေးမြို့ရဲ့ရှေ့ဘက်ရှမ်းရိုးမတောင်တန်းကြီးရဲ့ခြေမှာဒုဋ္ဌဝရီမြစ်ဟာကွေဝိုက်စီစဉ်နေပါတယ်။အဲ့ဒီမြစ်ကမ်းတစ်ဖူးမှာပဲသမိုင်းဝင်ရွှေစာရန်ဆိုတဲ့စေတီတော်မြတ်ကြီးဟာဖုံးတော်ပွဲဂုံကြီးတွေနဲ့တင့်တယ်ကြီးညိုပွဲရာတည်ရှိနေပါတယ်။ဒီစေတီတော်ကြီးရဲ့သမိုင်းကြောင်းအနေနဲ့ကတော့ပကံခေတ်အနောထာမင်းရဲ့မိဖုရားတဦးဖြစ်တဲ့ရှမ်းမင်းသမီးစောမွန်လာဟာအနောထာမင်းရဲ့ထင်လွဲမှုကိုခံရပြီးပကံပြည်ကနေရှမ်းပြည်ကိုအပြန်မှာတည်ထားခဲ့တဲ့လွမ်းမောစရာရာဇဝင်သမိုင်းကြောင်းတွေပါဝင်နေပါတယ်မိဖုရားစောမွန်လာဟာပကံပြည်ကနေမောပြည်ကိုအပြန်ဒုဋ္ဌဝရီမြစ်ကမ်းတစ်ဘေးမှာနားယူနေစဉ်သူမရဲ့နှောင်းထဲမှာဌာပနာထားတဲ့မြတ်စွာဘုရားရှင်ရဲ့သရိယဓာတ်တော်တွေဟာကောင်းကင်ယံကိုပြန်တက်ပြီးရောင်ကြည်တော်ကွန်မြူခဲ့ပါတယ်ဒီထူးခြားတဲ့နမိတ်ကြောင့်မိဖုရားကြီးဟာသူမရဲ့ရွှေနှောင်းကိုဌာပနာပြီးစေတီတော်ကိုတည်ထားခဲ့တာဖြစ်ပါတယ်ရွှေနှောင်းစာရန်ထားတဲ့စေတီဖြစ်လို့ရွှေစာရန်လို့အမည်တွင်ခဲ့တာဖြစ်ကြောင်းသမိုင်းမှတ်တမ်းတွေကဆိုကြပါတယ်ထူးခြားတဲ့အချက်တစ်ခုအနေနဲ့ကတော့စေတီတော်တွင်မှာတည်ထားခဲ့တဲ့ရုပ်ပွားတော်မြတ်ဟာပကံပြည်သို့လည်းမျက်နှာမမူရှမ်းပြည်သို့လည်းမျက်နှာမမူပဲကြားရက်ကိုသာမျက်နှာမူပြီးတည်ထားခဲ့တယ်လို့သိရပါတယ်။ဖျားကြီးရဲ့အတွင်းပရဝုံအတွင်းမှာမှန်စီရွှေချလက်ရာတွေနဲ့ထူးခြားမှင်သက်ဖွယ်ရာတွေ့မြင်ကြရပါတယ်။ဖျားဖူးလာတဲ့ဧည့်သည်တွေဟာတပေါင်းလာရဲ့ຫນွေနေပူကိုအန်တူပြီးဖျားကြီးပရဝုံတွင်နဲ့ဝင်လိုက်တာနဲ့ဖျားရဲ့အေးမြတဲ့ရိတ်ကိုခံစားကြရပါတယ်ရွှေစာရန်ဘုရားကြီးဟာလွန်အင်မတန်သက်ပေပြီးဖျားပရဝုံကျေဝန်းကြောင့်ဘုရားဖူးလာရောက်သူအလုံးအေးချမ်းမှုကိုရရှိကြတာပဲဖြစ်ပါတယ်ရွှေစာရန်စေတီတော်ရဲ့ဘုရားပွဲကိုနှစ်စဉ်နှစ်တိုင်းတပေါင်းလာဆန်းကနေပြီးတော့တပေါင်းလာပြည့်နေ့ထိကျင်းပလေ့ရှိပါတယ်ရှမ်းမင်းသမီးစောမွန်လာတည်ထားခဲ့တဲ့ဘုရားဖြစ်လို့ရွှေစာရန်စေတီတော်ဟာအညာဒေသမှာတည်ရှိပြီးရှမ်းမင်းသမီးတည်ထားကိုဝယ်ခဲ့တာဖြစ်လို့ဘုရားပွဲတော်ရက်တွေမှာအညာဓလေ့နဲ့ရှမ်းဓလေ့ရိုးရာများပေါင်းဆက်မြင်တွေ့ကြရပါတယ်ရှီဟောင်းနုပညာလက်ရာတွေစောမွန်လာရဲ့သမိုင်းဝင်အလွမ်းတွေနဲ့ဒုဋ္ဌဝရီမြစ်ရဲ့လှတရားတွေပေါင်းစည်းရာရွှေစာရန်စေတီတော်ကိုပွဲတော်ကျင်းပနေတဲ့တပေါင်းလာဇန်17ရက်နေ့မှာကျွန်တော်တို့ဖွဲ့သွားရောက်ရိုက်ကူးခဲ့ပါတယ်။နှစ်စဉ်တပေါင်းလာရောက်တိုင်းရွှေစာရန်ဘုရားပွဲတော်ကိုစီကားတိုက်မဲ့စွာကျင်းပလေ့ရှိပါတယ်။ဒီပွဲတော်မှာထူးခြားချက်အနေနဲ့၃ချက်ရှိတယ်လို့သိရပါတယ်။နံပါတ်1ချက်အနေနဲ့ကတော့ဒုဋ္ဌဝရီမြစ်တွင်းမှာရှိတဲ့ငါးကြီးတွေကိုအစာကျွေးတဲ့ငါးစာကျွေးခြင်းအလေးထားဖြစ်ပါတယ်။ငါးကြီးတွေကိုစာကျွေးကြတာဟာဒီပွဲတော်ရဲ့အထင်ကရအစဉ်အလာတစ်ခုဖြစ်ပါတယ်။ငါးတွေကိုဖျားရဲ့တပည့်တော်တွေဖြစ်သတ်မှတ်ပြီးညီသူမျှဖန်ဆီးခြင်းမပြုကြပါဘူး။ဒုတိယထူးခြားချက်အနေနဲ့ကတော့ဖျားဘူးလာတဲ့ဧည့်သည်တွေဟာဖျားရှင်ကိုရည်မှန်းပြီးရွှေချခြင်းအစဉ်အလာကိုပြုလုပ်ကြတာဖြစ်ပါတယ်။တတိယထူးခြားတဲ့အစဉ်အလာတစ်ခုအနေနဲ့ကတော့ဖျားပွဲတန်းဖြစ်ပါတယ်။ဖျားစည်းပွဲတန်းဟာအညာဒေသတို့ရဲ့ကုန်ပစ္စည်းမျိုးစုံနဲ့ရှမ်းရိုးရာရှမ်းဓလေ့အစားအစာမျိုးစုံရှမ်းရိုးရာပစ္စည်းမျိုးစုံတို့ကိုတက်ခင်းရောင်းချကြတာကိုထူးခြားစွာတွေ့မြင်ရပါတယ်။ရွှေစာရန်ဘုရားလို့ပြောလိုက်တာနဲ့လူတွေရဲ့မျက်စိထဲမှာထရွယ်ပတိကိုပြေးမြင်ကြတာအစဉ်အလာတစ်ခုလိုတောင်ဖြစ်နေပါပြီ။ရွှေစာရန်ဘုရားပွဲကိုရောက်တာနဲ့မိန်းကလေးငယ်တွေဟာထရွယ်ပတိများကိုဝယ်ပြီးအလှဆင်ကြသလို
ထရွက်နဲ့ပြုလုပ်ထားတဲ့ကလေးကစားစရာအယုတ်ကလေးတွေဟာလည်းအင်မတန်လှပပြီးချစ်စပွဲကောင်းလာပါတယ်။ပွဲတော်စည်းတခင်းရောင်းချသူတွေဟာတပေါင်းလဆန်းမှစပြီးရောင်းချကြတာဖြစ်ပြီးလာပြည့်ရဲ့နီးလေးလေးပိုပြီးစီကားလေးလေးပဲဖြစ်ပါတယ်။လာဇန်17ရက်နေ့ရဲ့ဖျားပွဲတော်စီကားနေမှုမြင်ကွင်းများကိုလိုက်လံကြည့်ရှုကြပါအောင်ခင်ဗျာ။လာပြည့်နေ့လူနေမျိုးမှာဖျားဘူးဧည့်သည်တွေဟာယခုကဲ့သို့မဟုတ်ပဲကြက်ပြဲမကြစီကားနေတာကိုတွေ့ကြရမှာပဲဖြစ်ပါတယ်။ဖျားပွဲတော်ကိုလာရောက်တဲ့ဖျားဘူးဧည့်သည်များအနေနဲ့မိမိတို့ရဲ့လက်များကိုယခုကဲ့သို့ဒန်းစီဆိုခြင်းကိုလည်းအမှတ်တရအနေနဲ့ဆိုလို့ရပါတယ်။ဖျားဘူးဧည့်သည်တွေအနေနဲ့လက်များကိုဆိတ်ဆုပ်ပေးတဲ့ဒန်းရောင်စုံဆိုတဲ့ဆိုင်လေးတွေကိုလည်းဖျားပွဲတော်အတွင်းမှာတွေ့ရှိခဲ့ရပါတယ်မြမယူရာယဉ်ကျေးမှုပန်းနုပညာများကိုမိမိတို့လက်ပေါ်မှာဆွဲပြီးအမှတ်တရအနေနဲ့ယူသွားလို့ရပါတယ်ရွှေစာရန်ဖျားပွဲတော်ရဲ့ထင်ကြရဖြစ်တဲ့ထရွယ်ပတိလေးတွေနဲ့ထရွယ်ဖာထရွက်နဲ့ပြုလုပ်ထားတဲ့ကလေးကစားစရာရုပ်ကလေးတွေများစွာကိုလည်းဖျားပွဲတော်ဈေးတွင်မှာတွေ့မြင်ခဲ့ရပါတယ်။နွေမာထနောင်းစောင်းမာမကြီးလို့ဆိုပြကြသလိုနွေရာသီရဲ့ပူလောင်မှုကိုတက်နိုင်ဆုံးထိန်းသိမ်းပေးကြတဲ့ထနောင်းပင်ကြီးတွေရဲ့ရိပ်အောင်မှာရွှေဆိုင်ရန်ဖျားပွဲတော်ကြီးကိုစီကားတိုင်းမြိုက်စွာကျင်းပကြတာပဲဖြစ်ပါတယ်။အလွန်အမတန်ရိပ်အောင်ဝါသာကောင်းလာတဲ့ထနောင်းပင်ကြီးတွေကိုလည်းရွှေဆိုင်ရန်ဖျားဝင်းတွင်မှာအများကြီးတွေ့ကြရပါတယ်။Explore မြန်မာ channel ပြည်သက်နေနဲ့ယခုလိုပြီးဆုံးသည့်အထိလိုက်ပါကြည့်ရှုပေးတဲ့အတွက်အားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်။နွေရာသီရဲ့ရိပ်မွဲ့ဖြစ်တဲ့လက်ပံပွင့်ကြီးတွေရဲ့ကြွေကြနေမှုကိုရွှေဆိုင်ရန်ဖျားပွဲတော်ကအပြန်မှာလွမ်းမောဖွယ်ရာတွေ့မြင်ခဲ့ရပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။